နောက်ထပ်ဘုံဘုံတို့ကြောက်တဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါလည်းတော်တော်ကြောက်တယ်အဲ့ဒါပေါင်းဆိုကိုချစ်တဲ့လူတွေနဲ့ခွဲရမယ့်ကိစ္စကိုအသေးလည်းကြောက်တယ်ဟုတ်တယ်မဟုတ်လားစိတ်ကူးနဲ့တောင်ခွဲရဘူးနော်ဘုန်းကြီးကမင်းပြောလိုက်မှဆိုဩတိတ်မရှိနမိတ်မရှိကြားရတာစိတ်တောင်းဆင်းရဲသွားနော်မိသားစုဝင်နေတဲ့တဝက်လောက်ပဲ့ကြည့်ပါလားဆိုဘလူတွေမင်းပြောလိုက်တာတော့စိတ်ထဲမှာတောင်နာသွားနိုင်တယ်နော်ဘာဖြစ်တာလဲကြောက်လို့သာကြောက်တာတေချာပေါက်ဘာလို့ကြာခွဲကြမှာဟုတ်လား तू ကကိုယ်ခွဲသွားတာကြိုက်သလားမကြိုက်ဘူးเนาะမကြိုက်ဘူးဆိုရင် तू ကကိုကသူ့ခွဲဖို့ပဲရှိအဲ့ဒါပိုးတောင်မကြိုက်เสียကောင်းသေးတယ်ဟုတ်လားတချို့ကပြောကြသေးတယ်နင်ငါအရင်မသေးပါနဲ့ငါပဲနဲ့အရင်သေးခြင်းနဲ့တကယ်သေးမှမသေးသေးလို့ပြောရတယ်တူတယ်လို့ဘုံဘတော့အဲ့လိုပဲထင်တယ်နော်ဟုတ်လားဘယ်ဟာမှမသက်တာလားနော်ဘဝတကယ်တမ်းကအမှန်တရားကြီးအဲ့တိုင်ပဲသူကဟုတ်လားအဲ့ဒါကိုဘုံဘတော့မစဉ်းစားတဲ့အခါကျတော့ဘဝအပေါ်မှာမက်တာပေါ့နော်တော့ဒါကိုစဉ်းစားခြင်းဟာသူကဘုံဘကတော့အကျိုးရလဒ်နှစ်ခုကိုမျှော်ကိုးပြီးတော့ပြောတာပါဒီငါကြိုက်တဲ့ဘဝထဲမှာငါကြောက်တဲ့ဒုက္ခတွေရှိနေတယ်လို့စဉ်းစားခြင်းဟာအကျိုးရလဒ်နှစ်ခုကိုထွက်စေလိမ့်မယ်လို့ဘုံဘကမြင်တယ်နံပါတ်1အကျိုးရလဒ်ကဘာတော့ဆိုတော့ဒီဒုက္ခတွေနဲ့တကယ်တွေ့လာရင်ခန္ဓာရည်ပိုးရှိမယ်ကိုငိုရဲဆာနားလေထားလို့ဟုတ်လား